အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့ Binance trading campaign နဲ့ပတ်သက်ပြီးတော့အပေါ်ဝင်ငွေလေးတွေဘယ်လိုရှာရမလဲဆိုတာကိုကျွန်တော်လည်းတူ practice လုပ်ပေးပါမယ်နော်လုပ်ပေးသွားမယ်ပေါ့နော်လုံးဝမလုပ်တတ်သေးတဲ့သူတွေအတွက်ကိုရည်ရွယ်တာပါဆိုတော့ကျွန်တော်ဒီဟာဘယ်လိုလုပ်ရမလဲဆိုတာကိုမရှင်းပြခင်မှာဒီနေရာကိုရောက်ဖို့အတွက်ဘာတွေလုပ်ရမလဲဆိုတာကိုအရင်ပြောပြပေးမယ်ဒီမှာ night trading challenge ဆိုပြီးပြနေရကတော့ကျွန်တော်ကဒီ e-bank campaign link ထဲကိုဝင်ထားတဲ့အတွက်ရောက်နေရပဲဖြစ်ပါတယ်အကယ်၍ကျွန်တော်ကဒီနေရာရောက်ဖို့အတွက်ဆိုလို့ရှိရင် link ကနေတစ်ဆင့်ဝင်ရမယ်ပေါ့နော်အဲ့ link ကိုကျွန်တော် description မှာချပေးထားပါမယ် YouTube description မှာချပေးထားမယ်ပြီးရင် Telegram channel မှာလည်းနော်ချပေးထားပါမယ်အဲ့ link ကနေတစ်ဆင့်ဝင်လိုက်ပေါ့နော်ပြီးရင်ဒီနေရာကိုတန်းရောက်တယ်ဆိုတော့ကျွန်တော်ကဒီနေရာရောက်ပြီဆိုလို့ရှိရင် join now ဆိုတာလေးကိုမြင်ရလိမ့်မယ်ဒီ join now ဆိုတာလေးကိုနှိပ်ပြီးမှကျွန်တော်တို့က trading ကိုစလုပ်ရမှာပဲဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်က join now ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုရင် successfully join the event လို့ဖြစ်သွားပြီဒါက event ကို join လိုက်တာပေါ့เนาะဒီမှာ event ပေးမဲ့ date တွေလည်းသူကရေးပြထားပါတယ်ဒီမှာပေါ့เนาะဆိုတော့သူက21ရက်နေ့ကိုပြီးမှလို့ပြောတယ်ဒီမှာ6ရက်နောက်ထပ်6ရက်ပဲအချိန်ရကျန်တော့ရေပေါ့เนาะဘာလို့မလဲဆိုတော့ဒီမှာ तू က campaign ပေးထားတာ night trading challenge ဆိုတာ night ဆိုတာဒီ crypto coin ကိုပြောချင်တာပါဒီ crypto coin ကနေပြီးတော့ဒီ night coin ကနေပြီးတော့ကျွန်တော်တို့ event ချပေးရပါတော့အဲ့ event ကနေပြီးတော့ကျွန်တော်တို့ကအပေါ်ဝင်ကြီးဘယ်လိုရှာရမလဲပေါ့အဲ့ဒါကိုကျွန်တော်လုပ်ပြပေးမှာပါမိသေးပါတယ်ပေါ့နော်ဒါကတော့သူကပြောထားတာ promotion A မှာဆိုလို့ရှိရင်တော့1ဝင်လဲသူကတော့ဒီ night token 8သိန်းရမယ်လို့သူကပြောထားတာပေါ့နော်ဒီမှာ 2ND ဒုတိယကတော့6သိန်း4,000ရမယ်တဲ့နောက်ထပ် top 3ပေါ့နော်4သိန်း8,000 night token coin တွေပေါ့နော်အဲ့ဒါတွေကျွန်တော်ရမယ်လို့ပြောထားပါတယ်ဒါကတော့ပြိုင်ထွက်ရမှာပေါ့နော်ကိုရီးယားအဲ့လောက်ထိလည်းမှန်းလို့မရဘူးပေါ့နော်အဓိက event ဝင်ရပြီဆိုတော့ဒီမှာကျွန်တော်ကဘယ်နေရာကနေဘယ်လိုပါဝင်လို့ရလဲဆိုတာကိုတစ်ချက်ပြပြပေးမယ်ဒီမှာ promotion A ပေါ့နော် promotion A ရကနေပြီးတော့ကျွန်တော်ရနိုင်တယ်ဆိုတော့ဒါ future ထွက်ရမှာပဲเนาะ all eligible user တဲ့ဒီမှာကျွန်တော်ကအနည်းဆုံး$900 future trade လုပ်ရမယ်ပေါ့เนาะပြီးရင်တော့ဒီမှာ night token 8သိန်းကိုခွဲဝေပေါ့ညီတူညီမျှတော့မဟုတ်ဘူးပေါ့เนาะအဲ့ဆိုကျွန်တော်တို့ကယူရမှာပေါ့เนาะပါဝင်တဲ့သူတွေအကုန်လုံးခွဲယူရမှာပေါ့ပြီးတော့ပထမဆုံး top 1ဝင်တဲ့သူတွေကအဲ့စုရဲ့10%အောင်ရမယ်လို့သူကပြောထားတာပေါ့နော် top 2ဆိုလို့ရှိရင်8%အောင်ရမယ်လို့ပြောထားပါတယ်ဒီမှာတော့ဒီမှာဖတ်ကြည့်လို့ရတယ်ပေါ့နော်အောက်ဆုံးမှာဆိုလို့ရှိရင်51ကနေပြီးတော့200အထိ top ဝင်မယ်ဆိုလို့ရှိရင်35%ရမယ်လို့ပြောတာအညီမျှပေါ့နော် equal တဲ့ဆိုတော့ကျွန်တော်တို့အဲ့ဒါရနိုင်တယ်ဆိုတော့ကျွန်တော်တို့လောက်ရမှာဒီ promotion A အတွက်လောက်ရမှာပေါ့နော် Binance Future Trade လုပ်ပြီးတော့ Binance Future မှာ volume $900တင်ပြီးတော့ trading လုပ်ရမှာပေါ့နော်ကျွန်တော်တို့မှာ$900ရှိလားမရှိလဲရတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့မှာ$2 $5ရှိရင်ရပါပြီအဲ့တော့ဘာလို့လဲဆိုတော့ future ဆိုတော့အပြန်အလှန် trade လုပ်ပြီးတော့ volume တင်လို့ရတယ်ပေါ့နော်အဲ့ဒါဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်နောက်ပြီးတော့ဆက်ပြီးလုပ်ပြပေးတော့ပါမယ်ဆိုတော့ကျွန်တော်က link ထဲကိုဝင်ပြီးတော့ပြီးလို့ရှိရင် join now လေးကိုနှိပ်လိုက်เนาะအဲ့ဆိုရပြီပြီးရင်အောက်ကိုတစ်ဆက်ဆွဲလိုက်ဒီမှာ trade now ဆိုပြီးတော့ရှိတယ်ဒီမှာပေါ့နော်ကျွန်တော်မြင်အောင်ပြမယ်ဒီမှာ trade now ဆိုတာလေးရှိတယ်အဲ့ဒါနှိပ်ပြီးတော့ test လုပ်ရမှာပေါ့နော်night token ကို$900 ဘောလုံးနဲ့ trade ပေးရမှာပေါ့ဆို trade now လေးကိုနှိပ်လိုက်ပါခဏဆောင်ပေးပါနော် Okay ဆိုတော့ trade nomination လည်းရရပါတော့ဟောဒီ Binance ထဲဝင်ပြီးတော့အဲ join now လေးနှိပ်ပြီးဆိုရင်ရပြီဆိုတော့ကျွန်တော်က future trade ရမှာဆိုတော့ကို့မှာအကယ်၍$2ရှိရဆိုလို့ရှိရင်အဲ$2နဲ့$900 ဘောလုံးပြည့်အောင်အပြန်ကန်လာက trade ရမှာပေါ့နော်အဲ့တော့ကျွန်တော်တို့က future trade ရမှာဆိုတော့ future လေးကိုအရင်ဆုံးသွားရမယ်ပေါ့နော်ဒီအောက်မှာ future ဆိုပြီးရှိတယ်ကျွန်တော်အဲ့ထဲကိုသွားရမယ် future လေးကိုတစ်ချက်နှိပ်လိုက်ပါဒါကတော့ future ဖြစ်သွားပြီသူကထွေခိုင်းတာကျွန်တော်တို့ night token ထွေခိုင်းတာဒီမှာဖြစ်နေရကကြတော့ USDC ဖြစ်နေတာပေါ့နော်ကျွန်တော်ပြပါမယ်ဒီမှာ USDC ဖြစ်နေတာ
အဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့ထွက်ရှင်တဲ့ coin night token coin ဒီမှာ USDC ဖြစ်နေတာဆိုတော့ပြောင်းအောင်ပါမယ်နော်ပြောင်းမယ်ဆိုလို့ရှိရင်အဲ့ရဲ့ဘေးမှာပေါ့နော်ဒီ USDC ရဲ့ဘေးမှာ3 can ပုံလေးရှိတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါနှိပ်ပြီးတော့ကျွန်တော်တို့ကဒီမှာ NIGHT night ဆိုပြီးတော့ရှားမယ်ပေါ့နော် NIGHT night ဟုတ်တယ်ဒီမှာ night USDT ဆိုပြီးတော့ပြနေတယ်အဲ့ coin ကို$900 volume ပြည့်အောင် future trade လုပ်ပေးရမှာဖြစ်ပါတယ်ဆိုတော့ဒီမှာ future trade နေရာမှာ night USDC ဆိုပြီးဖြစ်သွားပြီပေါ့နော်အဲ့တော့ coin ကိုကျွန်တော်က$900 ပြည့်အောင် volume နဲ့ trade ရမှာကျွန်တော်တို့ trade တော့မယ်ဆိုပြီးဆိုလို့ရှိရင်ပေါ့နော်ဒီနေရာမှာကျွန်တော်တို့က future trade ထဲမှာခုမြင်နေရလိမ့်မယ်ဒီမှာပေါ့နော်0 USDC ပြနေကျွန်တော်တို့ future wallet ထဲမှာဒေါ်လာမရှိဘူးဖြစ်နေပေါ့နော်အဲ့တော့ဒီဒေါ်လာကိုကျွန်တော်တို့ကဒီထဲရောက်အောင်ထည့်ရမှာပေါ့နော်ဒေါ်လာ future wallet တွေကို USDT ထည့်ရမှာပေါ့နော်အဲ့ဘယ်လိုထည့်ရမလဲဆိုတာကိုကျွန်တော်လုပ်ပြပေးသွားပါမယ်ကျွန်တော်အရင်နေ့ကသင်ပေးထားပါတယ်future trade ဘယ်လိုလုပ်ရမလဲဆိုတာကိုအဲ့ဗီဒီယိုကြည့်ထားရင်တော့နည်းနည်းပါးလေးနားလည်လိမ့်မယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်လုပ်ပြပေးသွားပါမယ်ဆိုတော့ USDT ကမရှိဘူးပေါ့နော် future wallet ထဲမှာအဲ့တော့ကျွန်တော်တို့ကဒီ home ပြန်သွားလိုက်ပါဒီမှာပေါ့နော် home ကိုပြန်သွားလိုက်ပါအောက်မှာရှိပါတယ် home တစ်ချက်နှိပ်လိုက်ပါပြီးရင်တော့ဒီမှာကျွန်တော်ဒီ Binance account ထဲမှာ$12ရှိရပါတော့အဲ့$12ကျွန်တော်$2နဲ့ပဲစမ်းပြမယ်ပေါ့နော်$2ရှိတဲ့သူတွေအနည်းဆုံးရှိတဲ့သူတွေအတွက်ပါ$12ရှိပါတယ်တော့ဒါ overview အနေနဲ့ Binance ထဲမှာဘယ်လောက်ရှိလဲဆိုတာရှုံကုန်ပြီးကြည့်တဲ့နေရာပေါ့နော်အခုကျွန်တော်တို့ကဒီ asset ထဲမှာသွားပြီးကြည့်ရမှာပေါ့ဒီ asset ထဲကိုဝင်လိုက်ပါ asset နှိပ်လိုက်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီ future ဖြစ်နေရအဲ့တော့ကျွန်တော်ကဒီ overview တွေကိုသွားကြည့်လဲရပါတယ်ဒီမှာပါ overview ကိုသွားကြည့်လဲရတယ်ဒီမှာပေါ့နော် overview ကိုတစ်ချက်နှိပ်လိုက်ပေါ့ဒီမှာ overview ထဲမှာဒါအကုန်လုံးရှိသမျှကို wallet ထဲမှာရှိသမျှ coin တွေအကုန်လုံးသွားပြနေမှာပေါ့နော် spot ထဲမှာ spot wallet ထဲကိုနှိပ်လိုက်ပေါ့နော်ကျွန်တော် spot wallet ထဲမှာ USDT က$10တောင်ရှိရပေါ့နော်အဲ့တော့ spot wallet ထဲမှာရှိတယ်အကယ်၍ကိုက spot wallet ထဲမှာမရှိဘူး Funny wallet ထဲမှာပဲ USDT ရရှိရဆိုလို့ရှိရင်လည်းရရပေါ့နော်ဘယ်ထဲမှာပဲရှိပေါ့နော်Funny wallet ထဲမှာဆိုလို့ရှိရင်ကျွန်တော်မှရှိတဲ့ USDT က0.01 ဖြစ်နေပေါ့နော်ကျွန်တော်အဲ့လောက်နဲ့ trade လုပ်လို့မရဘူးပေါ့နော် spot ထဲကိုသွားလိုက်ပါပြီးရင် spot ထဲမှာရှိတဲ့ USDT ကိုနှိပ်လိုက်ပေါ့နော်နှိပ်ပြီးတော့ဒီ$10ကိုကျွန်တော်တို့က future wallet တွေကိုပြောင်းမှာဖြစ်တဲ့အတွက် transfer ဆိုတာကိုနှိပ်ပေးရပါမယ်ဒီမှာ transfer ဆိုတာလေးကိုနှိပ်ပေးလိုက်ပါဒီနေရာရောက်ပြီဆိုလို့ရှိရင်သူကပြထားပါတယ် from spot wallet to funny wallet လို့ပြောပါတယ်သူက spot wallet ထဲကနေပြီးတော့ funny wallet ကိုရွှေ့มาလားလို့ပြောနေတာပေါ့နော်အဲ့တော့ကျွန်တော်ရွှေ့ချင်တာကအဲ့ထဲကိုမဟုတ်ဘူး future wallet ထဲကိုရွှေ့မှာပေါ့နော်အဲ့တော့ဒီဟာလေးပေါ့နော်ဒီဟာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါအဲ့ဆိုရင် spot ကနေပြီးတော့ကျွန်တော်တို့ကဒီမှာ future USDM future ကိုပြောင်းမှာဆိုတော့ဒီဟာလေးကိုရွေးပေးလိုက်ပါ USDM future ပေါ့နော်အဲ့လိုရွေးပေးလိုက်ပါဒါဆိုရင်ဒီမှာပြန်ကြည့်လိုက်ပေါ့နော်ဒီမှာပြန်ကြည့်လိုက်ပါ spot wallet ကနေပြီးတော့ to USDM future ဆိုပြီးပြနေပါတယ်အဲ့လိုပြောင်းမှာပေါ့နော်အဲ့နေရာလေးကိုတချို့တွေကလုံးဝမသိတဲ့သူတွေကတော့တိတ်နားမလဲသေးဘူးပေါ့နော်အခုရှင်းပြတာနည်းနည်းနားလည်မယ်လို့ထင်ပါတယ် spot wallet ကနေပြီးတော့ USDM future ကိုကျွန်တော်ကဒေါ်လာထည့်မှာကျွန်တော်တို့မှာ available ဆိုပြီးအောက်မှာပြထားတယ်ကြည့်လိုက်ပါကျွန်တော် spot wallet ထဲမှာပါဝင်နေတဲ့အရေအတွက်ကိုဒေါ်လာအရေအတွက်ကိုပြရပါတော့$10ဆိုပြီးပြနေတယ်အဲ့တော့ကျွန်တော်တို့က$2ကျွန်တော်တို့မှာ$2ပဲရှိတယ်ဒီ event campaign မှာလည်းပါဝင်နေတယ်ဆိုရင်$2ရှိရင်ရရပါတော့အဲ့တော့$2နဲ့အရင်စမ်းပြပေးပါမယ်$2ထည့်မှာဆိုလို့ရှိရင်$2ဆိုပြီးတော့ထည့်ပြီးတော့ confirm transfer ဆိုပြီးနှိပ်လိုက်ရပါတယ်$5ရှိရင်$5ပေါ့နော်ကိုမှရှိရင်ရှိသလောက်ထည့်လိုက်ပါ confirm transfer ကိုနှိပ်လိုက်ပါအဲ့ဆိုရင် transfer successful ပြသွားပါပြီအဲ့ဆိုရင်ဒီမှာကျွန်တော်မှာ$10ကလည်းဒီမှာ$8ပဲရှိတော့ရပေါ့နော်အဲ့တော့ future wallet ထဲကိုဒေါ်လာရောက်သွားပြီအဲ့တော့ကျွန်တော်တို့က future trade သွားလုပ်မယ်ပေါ့နော်ပြန်ထွက်လိုက်ပါပြီးရင်ဒီအောက်က future တွေကိုဝင်လိုက်ပါ
အဲ့ဆိုရင်ဒီမှာ1.99ဆိုပြီးပြနေပေါ့နော်$2လောက်လိုက်တာဆိုတော့ leverage ကျွန်တော်ကဘယ်လောက်ဒီမှာကျွန်တော်က leverage များများတင်ပြီးတော့ပဲ trade မလားဆက်အမှန်ဒီနေရာမှာတစ်ချက်သတိထားမှာ leverage များများနဲ့လုံမလားနည်းနည်းလေးနဲ့ပဲဟိုအပြန်ငါလာငါချမလားပေါ့နော်ကူမဆလောက်တာဆိုလို့ရှိရင်တော့ leverage ကို20လောက်ပဲထားပြီးတော့လုပ်ပါလို့ပြောချင်ပါတယ်20လောက်ထားလိုက်ပေါ့နော်20ကျော်လောက် leverage ထားပြီးတော့ leverage ကိုကျွန်တော်ဘယ်လိုနှိပ်လိုက်လဲဆိုတော့ဒီနေရာကနေနှိပ်လိုက်တာပါဒီမှာ28ဆိုပြီးပြနေပေါ့နော်အဲ့နေရာကနေပြောင်းပြီးတော့နှိပ်လိုက်ပါဟုတ်ပြီနော်အဲ့ဆိုရင်ဒီနေရာမှာအခုမှစလုပ်မှာဆိုလို့ရှိရင်ဒီနေရာမှာ market limit ဆိုပြီးတော့ပြနေလိမ့်မယ်ဒီမှာကျွန်တော်လှုပ်ပြပေးမယ် limit ဆိုပြီးပြနေလိမ့်မယ်နော် limit မြန်နေတာဖြစ်တဲ့အတွက်ကြောင့်အခုဈေးနဲ့တန်းရောင်းတန်းဝယ်လောက်မှာဖြစ်တဲ့အတွက်ကြောင့် market ကိုပြောင်းပေးရမယ်ပေါ့နော်အဲ့တော့ market ပြောင်းနေတာဆိုရင်အဲ့နေရာလေးကိုနှိပ်လိုက်ပေါ့နော်အဲ့ဆိုရင်ဒီမှာ market ဆိုပြီးပြလိုက်မယ်market ကိုရွေးပေးလိုက်ပါအဲ့ဆိုရင်အခုလက်ရှိဈေးနဲ့တန်းရောင်းတန်းဝယ်လောက်လို့ရပြီပေါ့နော်အဲ့ဆိုရင်ပြီးရင်တော့$2ကို20 leverage နဲ့ကျွန်တော်တို့က trade မှာအဲ့တော့$4.40ပေါ့နော်$40အဲ့ဆိုရင်ကျွန်တော်တို့ကပြန်ကလာငါ trade ရမှာ$40ဆိုလို့ရှိရင်10ကဆိုလို့ရှိရင်$400ပေါ့နော်15ခါလောက် trade ပေးလိုက်ပါပိုများများ trade လေးကောင်းလေးပေါ့နော်15ခါလောက်ဒီ future ကိုပြန်ကလာငါဒီ leverage 20နဲ့ trade ပေးလိုက်ပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့ campaign မှာလိုအပ်တဲ့$500 USDT ပေါ်လို့ကပြည့်သွားမှာပေါ့နော်15ကြော်လေးကောင်းလေးပါပဲဆိုတော့အဲ့ဆိုရင်တို့က leverage 20လည်းရွေးပြီးသွားပြီပြီးရင်ဒီ market လည်းပြောင်းပြီးသွားပြီအဲ့ဆိုရင်နောက်ထပ်ဘာလုပ်အောင်မှာလဲဆိုတော့ကျွန်တော်တို့ကဒီမှာ percent လေးပေါ့နော်ဒါလေးပေါ့ percent လေးကို$2ရဲ့ဘယ်လောက် percent ကိုသုံးပါလဲဆိုတာပြောတာပါကျွန်တော်တို့ကအကုန်လုံးသုံးမယ်ဆိုပြီးတော့မြင်းကိုဒီဟာလေးကိုပေါ့နော်ဒီဟာလေးကိုဘေးကိုဆွဲလိုက်ပေါ့နော်အဆုံးထိဆွဲပြီးဆိုလို့ရှိရင်တို့ကဈေးကတက်မလားကျမလားဆိုတာကိုကဘာမှနားမလဲဘူးပေါ့နော်ဒီ market နဲ့ပတ်သက်ပြီးဘာမှနားမလဲဆိုရင်ကိုဘိုင်ပဲဖြစ်ဖြစ်ဆဲပဲဖြစ်ဖြစ်နှိပ်လိုက်ပေါ့နော်ကြိုက်တာနှိပ်လိုက်ပါငါအကြာကြီးထွေပြီးအမျက်ရှာမှာမဟုတ်တဲ့အတွက်ပေါ့နော် test လေးလုပ်ရုံလောက်ပဲဆိုရင်ကြိုက်တာရွေးပြီးလုပ်လိုက်ပါပြီးဒီမှာဘိုင်လောင်းဆိုလေးကိုတို့ကဘိုင်လောင်းဆိုတာကိုနှိပ်လိုက်ပေါ့နော်ဒီမှာဘိုင်လောင်းဆိုပြီးပြနေနှိပ်လိုက်ပါပြီးရင် confirm ကိုနှိပ်ပေးလိုက်ပါအဲ့ဒါဆိုရင်တို့က order ဝင်သွားပြီပေါ့နော်ဒီမှာပါ order ဝင်သွားပြီဒီမှာ 0.3 ဆိုပြီးပြနေရကျွန်တော်မြက်နေတဲ့အမြက်ပေါ့နော်အဲ့ဆို order ဝင်သွားပြီပြီးရင်ဒီမှာ close ပြန်ပိတ်လို့ရတယ်ဒီမှာဒါ 0.1 ဆိုတာကျွန်တော်ရှုံးနေရပါတော့ဒါရှုံးနေရဒီမှာအဲ့ဆိုရင် close ကိုနှိပ်လိုက်ပါအဲ့ဆိုရင်ရပြီပေါ့နော်ဒါဆိုရင် order တစ်ချောင်းပြီးသွားပြီပေါ့နော်ဒါဆိုရင်ပြီးသွားပြီအဲ့လိုနီးနေပေါ့နော်ကျွန်တော်ပြန်ကလာငါအခါ15ကလောက်တော့လောက်လိုက်ပေါ့နော်အမှန်မြင်းဒါလေးကို percent လေးကိုဘေးဆွဲလိုက်ပေါ့နော်ဆွဲပြီးရင်ဘိုင်လောင်းဆိုဒါဆောနာဘိုင်ဆိုခုကဆဲတစ်ခါပြန်နှိပ်လိုက်ရရပေါ့နော်ဆဲနှိပ်ရှင်နဲ့ဒီဘိုင်ဆဲဆိုပြီးရှိရဲဆဲကိုနှိပ်လိုက်ပြီးရင် short လုံးမှာဆိုလို့ရှိရင် short ဆိုလေးကိုနှိပ်လိုက်ပြီးရင် confirm ကိုဆက်နှိပ်လိုက်ပေါ့နော်အဲဆိုရင်ရပြီပြီးရင် close ပြန်ပိတ်လိုက်ဒါ order ဝင်သွားပြီပေါ့နော် confirm ဟုတ်ပြီနော်အဲ့လိုမျိုးပြန်လာငါပေါ့နော်15ကလောက်လောက်လိုက်ပါအဲ့ဆို volume ပြည့်သွားလိမ့်မယ်အဲ့ဆိုရပါပြီအဲ့ဆိုရင်ကျွန်တော်တို့ကဒီ night event night future trade event ပါဝင်ပြီးသားဖြစ်သွားပြီပေါ့နော်သူက we were ပေးမှာကတော့ကျွန်တော် event အန်ပြီးတော့တလအတွင်းပြန်ပေးမယ်လို့ပြောထားပါတယ်ဆိုတော့ဒီလောက်ဆိုရင်နားလည်မယ်လို့ထင်ပါတယ်အဲ့လိုမျိုးပြန်လာငါ trade လုပ်ပြီးတော့$500ပေါ့လို့တင်ရတာပေါ့နော်အဲ့နည်းနဲ့ပဲသွားပါဘာလို့ဆိုတော့များလုပ်လို့ရှင်ဆုံးရှုံးနိုင်ကြီးအများကြီးရှိရပေါ့နော်အဲ့တော့ဒီ$2လေးနဲ့ပဲပြန်လာငါ trade လုပ်လိုက်ရင်ရပါပြီအဲ့ဆိုရင်ကျွန်တော်တို့ကနောက် event အန်ပြီးတော့နောက်တစ်လအတွင်းမှာပေါ့နော်စုလေးတွေပြန်ရလိမ့်မယ်ပေါ့နော်အဲ့ခါကျရင်ရခဲ့တဲ့ခါကျရင်လည်းကျွန်တော်channel မှာတင်ပေးပါမယ်အခုလောလောဆယ်ကတော့ဒီလိုမျိုးလေးလုပ်ရတာပေါ့နော်ကျွန်တော်
sport campaign နဲ့တူတူပါပဲဒါကတော့ future ပေါ့နော် future နဲ့ sport ဆိုပြီး꿰သွားတာပဲရှိပါတယ်ဒါပါပဲကျေးဇူးတင်ပါတယ်အားလုံး